ပကူးကလှလိုက်တာဒီနားလေးတွေကစားလုံးဝကတ်ချက်မှာဇာလေးထည့်ထားတာလည်းမှန်တယ်ဒီနားလေးတွေဆိုလည်းလုံးဝချောပြောင်းနေဘေးမှာလည်းလုံးဝဟိုနည်းမရှိဘူးเนาะဘေးနားမှာထားတော့မှပဲဘေးနားမှာဖြတ်ဆက်အကြောင်းတွေမထည့်ထားဘူးလေနော်ဒါတော့မှရှင်းနေပြီโอเคကိုရေးလှလိုက်တာเนาะဒီနားလေးတွေဆိုလုံးဝချက်ကက်ကလေးပဲဒီလိုပုံစံလေးလဲအမဒီလိုဟာလေးတွေကရိုးနေဆိုပေမဲ့ကြာပြီပေါ့နော်ဒီဒီဇိုင်းတွေကတော့ကြာတယ်ဆိုပေမဲ့ဒီပုံစံလေးတွေကိုသိကျင်လို့ဒါဆိုရင်လည်းအောက်ကရင်ကန်နဲ့အပေါ်ကဒီအပြားမှာထောက်ထည့်ရတာလားထောက်မထည့်ရတာလားအဲ့လိုမျိုးသိစေချင်လို့ဒီဒီဇိုင်းတွေကိုမပြောင်းမဲနဲ့အခုချိန်ချထားတာပေါ့နော်လှတယ်ဒီနားလေးတွေလည်းအဆင်ပြေတယ်ဒီနားလည်းဟမနေဘူးဒီမှာဆွဲထားပေမဲ့လည်းဒီနားမှာဟနေရလို့မရှိဘူးโอเคကောဆိုကလှလိုက်တာဝါထိန်ထိန်ကြက်တူရေတို့အိမ်ပေါ့နော်မကပတ်ကလေးနဲ့မှပြည့်စုံသွားတာနော်ဒီအင်ဂျီလေးရโอเคကောဟုတ်ကလှတယ်เนาะဒီနားလေးတွေလည်းအဆင်ပြေဒီနားမှာလေဟိုလိုမျိုးကော်လန်လုံးဝချုပ်တယ်လို့မျိုးချုပ်လိုက်เนาะအဲ့ဒါမှသူကလည်းသူကက်ကက်ရက်လေးဖြစ်မှာဒါကဒီအနောက်ကိုအမသိစေချင်လို့ဒါယူပြတာတကယ်လို့မှလေဘင်းကနေလာခြင်းလဲရတယ်เนาะโอเคကောမန္တလေးကလှတယ်ဒီမှာဂျိုင်းဆက်တွေလည်းသူ့နေရာနဲ့သူရှိတယ်ဒီလိုမျိုးလေးလည်းအဆင်ပြေတယ်ရင်ကန်လေးတွေကလည်းသူ့နေရာနဲ့သူပဲဒီမှာအိုက်နေရပါမရှိဘူးဝါခဲမကလှတယ်ဒီနေရာလေးတွေလည်းအဆင်ပြေတယ်နောက်ဂျိုင်းရလေးပခုံးနဲ့လေးထွက်ချင်တယ်ဒီလို white ချင်တယ်ပခုံးနဲ့ဒီဂျိုင်းလေးနဲ့တန်းလေးဖြစ်ရင်ပို့လာတယ်နော်အဲ့ဒါလေးပဲကျန်တဲ့နေရာလေးတွေကတော့အကုန်အဆင်ပြေတယ်ဒါကတော့တစ်ထပ်ထဲချုပ်ထားနှစ်ထပ်ချုပ်လို့ပေါ့နော်တစ်ထပ်ထဲချုပ်မယ်ဆိုရင်လည်းနှစ်ခုပူးပြီးလက်တက်လိုက်လို့ရတယ်နောက်ဒီမှာရင်ဘုံလေးတွေလုပ်လို့ရတယ်ဒီလို white ကိုမှကြိုက်တယ်လို့လုပ်လို့ရတယ်တမီးတို့ line ပေါ်မှာတွေ့နေတဲ့ပုံစံလေးတွေလိုက်ချုပ်ကြည့်လို့ရတယ်နော် okay ကောရေးရလှလိုက်တာဒီလိုနေရာလေးတွေမှာလည်းရှင်းနေရပဲဒီမှာလည်းလုံးဝဒွတ်အရာလေးတွေမဖြစ်နေဘူးနော်အဲ့ဒါလေးသတိထားချုပ်မယ်နော်နောက်ပြီးတော့ဇာတွေဆိုလဲထိတ်ကနေမှမခံနဲ့အောင်းနာနဲ့ရှော့ရင်ပူကောင်းတယ်နော်ဒါမဲ့ဆိုပြဲသွားတတ်တယ်လေโอเคကောမိုးကောင်းကလှတယ်ဒီမှာချစ်စရာလေးနော်ဒီမှာဒီအပေါ်ဓာတ်ကလေးနဲ့ဒါလေးနဲ့ချောပြောင်းနေရပဲရင်အုံလေးတွေဆိုတာဒါနှစ်ထပ်မို့လို့တကယ်လို့တစ်ထပ်တည်းချုပ်ချင်လည်းတမျိုးရတယ်ဒီတိုင်းအဲ့ဒါမှမဟုတ်ဒီအပေါ်ကတစ်ထပ်တည်းဟိုမှာဒီပေါ်လေးကဒီလိုရင်ဘုံစတိုင်မျိုးလေးလည်းရတယ်နော်ကြိုက်တယ်လို့လုပ်လို့ရတယ်လက်ကလေးတွေလည်းလှတယ်အဆင်ပြေတယ်လက်လေးတွေထုတ်ပေးနော်โอเคကောခဲမကလှတယ်ဒီနားမှာလည်းချစ်ရမရှိဘူးဒီနားလေးလည်းအဆင်ပြေတယ်ကပတ်လေးလည်းလှတယ်ဒီမှာလက်ချုပ်မလိုက်ရသေးလို့လားပလက်ပင်နော်โอเคကောကြိုက်ထိုးကအမလေးမကြည့်ဟဲ့လက်တွေပါတွေကလည်းအိုးနော်ဒီနားလေးတွေကလည်းအဆင်ပြေတယ်ဒီနားလေးကိုလေဟိုလိုချီပြောင်းတယ်လေလိုက်အဲ့ဒါဆိုရင်ပို့လှတယ်နော်โอเคကောမန္တလေးကလှတယ်လုံးဝအတွန်လေးတွေနဲ့ဓာလေးတွေနဲ့အဆင်ပြေတယ်နော်လေဘင်းကြက်လားမကြက်ဘူးနော်โอเคဘကိုးကလှတယ်ဒီနားလေးတွေလည်းအဆင်ပြေတယ်ရင်ကန်လေးတွေလည်းလှတယ်နော်ဒီနားမှာအိုက်ညာမျိုးပါမျိုးမရှိဘူးဒါလေးတွေလည်းအဆင်ပြေတယ်โอเคကော